အမိုက်ကောက်တဲ့ဘောကနေကဘာပလာရသွားတဲ့လူအစုံသမားများဒီကဘာမှာဆောင်းသမားတွေလို့ပြောလိုက်ရင်လူကြီးမင်းတို့ရဲ့မျက်လုံးထဲမှာဘယ်သူတွေကိုပြင်းမြင်မိလဲဇီကပြစ်သွားလို့ဘဝပြက်နေတဲ့သူတွေကိုမြင်မိလားဒါမှမဟုတ်အလုံးမရှိကာမရှိဖြစ်နေတဲ့သူတွေကိုမြင်လားတကယ်လို့လူကြီးမင်းကအခုချိန်မှာအဆင်မပြေမှုတွေနဲ့ရေးဆိုင်ရပြီးငါလောက်ဘဝဆုပ်ပြတ်တဲ့ကောင်ရှိပါအောင်မလားလို့တွေးနေရင်တော့ဒီနေ့ပြောပြမယ်အမိုက်ကောက်တဲ့ဘောကနေကဘာပလာရသွားတဲ့လူအစုံသမားများအကြောင်းကိုဆုံးအောင်နားထောင်ကြည့်ကြံပေးခြင်းပါတယ်ဇလန်အစမှာတော့ချင်းမတန်တဲ့ဦးလေးကြီးတယောက်ကိုတွေ့ရမှာပါသူ့နာမည်ကဖန်ချိန်တော့ရွှေစလားလို့တင်လာခံခဲ့ရတဲ့ဘောလုံးကဖြစ်ခဲ့ပြီးပွဲပန်နေသည်လွယ်ပြီးခဲ့က6ပါရဲချိုးခံရဘုံတိတ်ခါတွေပါကြာစင်းပြီးလမ်းမမှာတောင်းစားနေရတဲ့ဘဝကိုရောက်ရှိသွားတာပါသူ့ကိုဒီလိုပြအောင်လုပ်ခဲ့တာကတော့သူ့ရဲ့ရန်သူတော့ဟန်ကအခုချိန်မှာတင်းအီဘေးဆိုတဲ့တင်ပိုင်ရှိတဲ့ခင်းကြီးဖြစ်နေပါပြီဖန်ခမဟန်ကိုတွေ့ဖနက်တိုင်ပြရမလို့ခေါင်းရမလို့နဲ့တိတ်ခါမဲ့သွားရှင်းစားနေရတာပါဒီလိုနဲ့ဖန်တယောက်စိတ်လေးနဲ့ရှောက်သွားရင်မိုက်ကောက်နေတဲ့လူငယ်လေးစင်းနဲ့တွေ့ဆုံခဲ့ပါတယ်စင်းကတော့ရှောင်းရင်တောင်းတော့ကစင်းတက်လာတဲ့တန်းပညာရှင်ဆိုပေမဲ့လက်ရှိအခြေအနေမှာတော့သူ့ရဲ့ပတ်စံအိတ်လိုပဲပြားကပ်ပြီးဘာမှမရှိတဲ့ဘောပါဒါပေမဲ့သူ့မှာထူးခြားချက်တစ်ခုရှိတယ်အဲ့ဒါသူ့ရဲ့ခြေထောက်တွေကအတံမရီကိုမာကြောနေတာပါပဲလမ်းဘေးကလူမိုက်တွေရန်ဖြစ်တဲ့အချိန်မှာစင်းမြတ်တံမရီ6ဆွဲကိုဖန်မြင်သွားပြီးဒီကောင်ကဘလုံးကန်ရင်ငါတို့တတိဖြစ်ပြီးငါကန်ကြမှာတော့ပြောင်းလဲတော့မယ်ဆိုတဲ့အတွေ့ဝင်လာပါတော့တယ်ဒီလိုနဲ့စင်းနဲ့ဖန်တို့ဟာရှောင်းရင်တောင်းတော့ကစင်းရဲ့ဆရာတူညီကိုတွေကိုလိုက်စုပါတော့တယ်ဒါပေမဲ့ဝန်လေးစရာကောင်းတာကသူတို့အားလုံးရဲ့ဘောတွေဟာလည်းကြီးနားပစ်သွားတဲ့ဘောတွေထက်တော့ဆိုးနေပါသေးတယ်ပထမဆုံးအကိုကြီးကတန်ကောင်းပိုင်ရှင်မှာလိုက်ကလပ်တစ်ခုမှာဘီယာပလင်းနဲ့ခေါင်းကိုရိုက်ခွဲကဖြောပြီးလုပ်ပြီးပတ်ဆယ်ရှာနေပါတယ်ဒုတိယအကိုကတော့တရားတဲ့6ပိုင်ရှင်အခုတော့သူများအိမ်မှာအိမ်သာစစ်ဗကန်စစ်လုပ်နေရသူပါတတဲ့အကူကတော့တန်ချက်ကဝမ်ဘိုက်ပိုင်ရှင်ဖြစ်ပြီးစီးပွားရေးလောကမှာငွေချင်းနဲ့လေဘင်းရှုပ်ဖုန်းဆက်ဘယ်တော့မှမကန်ရတဲ့လူတွေဘဝရောက်နေပါတယ်စရုပ်ထအကူကတော့လက်လျက်စီအရှင်ဖြစ်ပေမဲ့ဘာမှမလုပ်ပဲအခန်းအောင်းနေသူဖြစ်ပြီးအငယ်ဆုံးညီလေးကတော့ကိုဟောပညာကျွမ်းကျင်သူဖြစ်ပေမဲ့အစားတွေအရင်စားပြီးဝက်လာမီပါဝါနေတဲ့စူပါမားကတ်ဝန်ထမ်းဖြစ်နေပါပြီသူတို့အားလုံးကအစာပိုင်းမှာညင်ကြပေမဲ့နောက်ဆုံးမှာတော့ကိုစီကြုံတွေ့ရတဲ့ဘဝတွေရဲ့ PR တွေကြီးကြမှုတွေကြောင့်ပန်ရက်အတင်းမှာပေါင်းမှုဆုံးဖြတ်လိုက်ကြပါတော့တယ်ဒီလူစုကြီးကကြီးလိုက်ရင်တော့အမိုက်ပုံတွေကကောက်လာရတဲ့လူတွေလိုပုံပြက်ပန်းပြက်နေပါပဲအတင်းဖွဲ့ပြီးလေ့ကျင့်တဲ့အခါမှာတော့အချိန်တွေကတော်တော်ဆိုးရတယ်နှစ်ပေါင်းများစွာတိုင်းမကျင်းခဲကြတော့အပြည့်လန်တလားနေတယ်လို့ဖြစ်နေခဲ့ကြတာပါဖန်ကသူတို့ကိုစမ်းသပ်ဖို့ဒေသခံလူမဲ့အတင်းနဲ့စီစမ်းဖို့စီစဉ်ပေးလိုက်ပါတယ်အဲ့ဒီပွဲမှာရှောင်းရည်အတင်းကအကြီးကျယ်အရိုက်ခံရအခန်းခံရပြီးဝေလံခံရပါတယ်သူကောက်တန်လေဖဲတို့နဲ့ဝိုင်းရိုက်ခံရတာလုံးဝတနာကြပါပဲဒီလိုအဆက်တကွအချင်းလေးအောင်ဆုံးကိုရောက်သွားတဲ့အချိန်မှာပဲသူတို့ရဲ့သွေးတွေကရှောင်းလင်းစိတ်ကပြန်နိုးထလာပါတယ်ရုပ်တရက်ဆိုသူတို့ပဲတန်လောင်းကြီးတန်ချက်ကဝမ်ပိုက်ကိုဖို့ပညာပြန်ရလာပြီးဆက်တင်းကိုပြန်လဲချင်မိုးကနေပါတယ်အဲ့ဒီလူမိုက်တွေကပါဆရာတို့ကျွန်တော်တို့တပည့်ပြလက်ခံပါဆိုပြီးအထင်းနဲ့ဝင်လာကြပါတယ်ဒီကြားထဲမှာအရေးကြီးတဲ့ဇက်ကောင်တရားရှိပါတယ်သူကတော့ဝိုင်းလို့ခေါ်တဲ့ပေါ်မို့လွတ်တဲ့ကောင်မလေးပါသူကထိုက်ကြည့်ပညာကိုသုံးပြီးပေါ်လို့နေတာပါသူမျက်နှာမှာဝက်ချက်တွေအများကြီးစီးလို့ကိုယုံကြည်မှုမရှိပါဘူးစင်းကသူ့ကိုအားပေးပြီးမိတ်ဆွေဖြစ်သွားကြပြီမဲ့မောင်ရဲ့အချစ်ကိုတော့စင်းကမသိကြအောင်ဆောင်နေခဲ့ပါတယ်ပြန်မွေးသီးစတင်ပါပြီရှောင်းရည်တင်းဟာဝင်မြပွဲတိုင်းကိုခရကြနိုင်ယူရတော့တဲ့ပြန်ဘက်တွေဟာသူတို့ရဲ့ကိုဖူးစွမ်းရည်ကိုဘယ်လိုမှမရှင်းနိုင်ကြပါဘူးရန်ကုန်ကနေစင်မူလောက်ထိဝေးကွာတဲ့အကွာဝေးကနေကန်သွင်းတာတော့ဘိုးဝင်တဲ့အနေထားပါပရိသတ်တွေကလည်းတဖြည်းဖြည်းသူတို့ကိုအားပေးလာကြပါတယ်အမိုက်ကောက်တဲ့ကောင်လေးကနေစူပါစတာဖြစ်လာကြပြီလေနောက်ဆုံးမှာတော့ဘလူးဝဲကိုရောက်ရှိလာပါတယ်ပြန်ဘက်ကတော့ဖန်ရဲ့ရန်သူတို့ဟန်ဘိုင်ဆန်နဲ့တစ်အီဘေးတွေမှာဟန်ကသူကစားသမားတွေကိုအမေရိကန်ကလာတဲ့တားမြစ်စေးတွေထိုးထားပြီးတာကြောင့်သူတို့ဟာလူသားလို့စွမ်းအားတွေတမ်လီကိုခန္ဓာကိုယ်တွေကိုပိုင်ဆိုင်ထားကြပါတယ်ဒါအပြင်ဒိုင်ယူကြီးတွေကိုလည်းလက်ထိုးရမှုရှောင်းရည်အတင်းတို့အခက်ခဲဆုံးပွဲဖြစ်လာပါတော့တယ်ဘလူးဝဲစတာနဲ့တင်းအီဘေးကရှောင်းရည်အတင်းကိုအတိတ်နဲ့တိုက်ခိုက်ပါတော့တယ်ဒါကဘောလုံးမဟုတ်ပါဘူးစစ်ပွဲပါသူတို့ရဲ့ကန်ချက်တွေကပြင်းထန်လို့ရှောင်းလင်းကိုတမလည်းလက်တွေကျနောက်ထပ်အစားဝင်တဲ့သူတွေနဲ့တရားဘူးတရားဒဏ်ရာကုန်ကြပါတယ်တန်ကောင်းကြီးဆိုတဲ့ကွင်းပေါင်တန်းနဲ့ရမ်းမိပြီးလဲကွက်ဖြစ်သွားကြပါတယ်ရှောင်းလင်းတဲမှာကစားမလို့မကြံတော့တဲ့အချိန်အားလုံးကမျိုးလိုက်တဲ့မဲ့နေတဲ့အချိန်မှာဂိုးဖမ်းပြီးမဲ့သူရဲကောင်းတယောက်ရောက်လာပါတယ်အဲ့ဒါကတော့ဆင်းကိုချစ်လို့စပင်းတွေပါရိုက်ပြီးရောက်လာတဲ့မောင်မာသူမကဂိုးဖမ်းဖို့တောင်းယူလိုက်ပါတယ်တင်းအီဘေကမီလုံကြီးလိုတောင်းလောင်နေတဲ့ဘောလုံးကိုအပြင်းထန်ဆုံးကန်ထည့်လိုက်ပါတယ်ဒါပေမဲ့မွန်ကသူ့ရဲ့ထိုက်ကြည့်ပညာကိုသုံးပြီးဘောလုံးရဲ့အချိန်ကိုညညပြောင်းပြောင်းလာထင်းချုပ်လိုက်ပါတယ်သူမမရှိကျွန်တော်ဘောလိုပဲခက်ထန်နေတဲ့ဘောလုံးကိုသူမအချစ်တဲ့နဲ့ငြိမ်ကျသွားအောင်လုပ်လိုက်တယ်လို့ပါပဲဘောလုံးကိုလက်ချောင်းလေးတွေနဲ့လှည့်ကစားပြီးစင်းစီကိုပို့ပေးလိုက်တယ်အဲ့ဒီချိန်မှာစင်းဟာသွေးလက်ကနေခုန်တက်ပြီးသူ့ရဲ့အပြင်းထန်ဆုံးလေမွန်လိုက်ကန်ချက်နဲ့ပြန်ကန်ထည့်လိုက်တဲ့အခါမှာတော့ဘောလုံးဟာလေကိုကြီးတစ်ခုလိုဖြစ်သွားပြီးတင်းအီဘေးရဲ့ကစားသမားတွေဂိုးတိုက်တွေအကုန်လုံးရစ်စင်ထွက်သွားပါတော့တယ်နောက်ဆုံးမှာတော့မိုက်ကောက်တဲ့ဘောကနေလာတဲ့တို့တွေဟာအသားကြီးကိုတိမ့်ပိုက်နေခဲ့ပါတယ်မတမာတဲ့နီးတွေသုံးခဲ့တဲ့ဟန်လဲထောင်ကျသွားသလိုစင်းနဲ့မွိုင်းလဲဘောကိုအတူရှောင်းလန်းသွားကြပါတော့တယ်ဒါကြောင့်လူကြီးမင်းတို့အနေနဲ့လက်စီဘောမှာအစမပြေမှုတွေတုံးနေဓမ္မမဟုတ်သူကမရှိလို့အထီးကျန်နေဒီစကားတွေကလူတွေကိုသတိရလိုက်ပါအမိုက်ကောက်တဲ့ဘောကနေတော့ကဘာကျော်တဲ့လူကြီးမင်းတို့လည်းဘာမဆိုဖြစ်လာနိုင်ပါတယ်